စ်ပန်းတို့ကြွေတဲ့လွမ်းငွေသက်လေးများနဲ့သာရင်မှခံစားချက်တွေတစားစီပြန်ချသွားပြီဘယ်ရင်မှမဆက်နေလေအတူတူရိုက်တဲ့ပုံလေးမသိထားပါရဲ့မတရားများခုတော့အမတ်တမဖြစ်နေရဲ့ပိုင်ဆိုင်ဖို့မြဲတွေ့ထားလေငါမမျော်လင့်ထားခဲ့ပါရဲ့ငါမျက်ရည်များလိုမိုးကပြိုလာတယ်ငါမိုက်တစ်ခုမို့နေတော့ဘယ်လိုပါမလဲမေးပြေလိုက်တော့တဲ့သူနှခဲလေးကပြောတယ်ငါကောင်းမို့လို့လေထွက်လာတယ်တကယ်ပါကွာမင်းလေးကငါသက်ပါပဲအချိန်ချင်းခါကထူထောင်လို့ရှုံးပေးထားလေနင်ပြောရရဲ့သူသွားနိုင်တယ်တစ်ချိန်ချိန်နဲ့ပြန်လာလေရတယ်နင်မမေနဲ့ချင်နာမင်းရဲ့ချစ်ပါပဲရှေးအောင်တွေးပြီးတော့ပတ်စံနေစုထားတယ်မင်္ဂလာခမ်းမလေးထဲမှာမင်းလက်ကိုတွေးပြီးတော့တချင်းနေစုပြမယ်စိတ်ကူးနဲ့ငါမော်ရယူခဲ့တာခုတော့အဲ့ဒီစိတ်ကူးလေးစစီချင်းမှာခဲ့မင်းငါ့ကိုချစ်တယ်လို့ပြင်ခဲ့ရလေအခြားတစ်ယောက်ကိုချစ်မယ်လို့လုံးဝမထင်တာခင်ခါလေးမှထင်ထားသမျှမဖြစ်လာတော့ဟိုမှာဝမ်းနေမိပါတယ်ဘာကြောင့်မို့ချစ်လဲမမေးနဲ့မင်းရဲ့စမေးလေးစဆွဲလက်မိရတကယ်ပိုရီကိုလုံးမပြနဲ့ပြောလိုက်တိုင်းငါမှအသေးရဲ့ထိနာတယ်ငါမင်းကိုဒီလောက်ထိချစ်တာတော့ဘာလို့ငါပေါ်ကိုမင်းကရက်စက်ဖြစ်တာလဲငါပေးတဲ့ချစ်ကြော်နေမယူဟိုကောက်ချစ်ကိုပဲတန်ဖိုးထိုင်မလားနေမလို့အဲ့လှုပ်ပြလိုက်မိုက်ပုံးနဲ့ကြုံထဲစွန့်ပြဖို့ပါကွာညဘက်ဆိုကြိတ်ကြိတ်ငိုရလဲဘာလို့ပြန်မချစ်လဲမင်းကငါ့ကိုကွာမနေ့ရောက်တော့ထမင်းဆိုင်လဲမင်းကြောင်းတွေးပြီးတော့ရုပ်တရက်ဖန်ဟိုတာငါလည်းပဲပတ်စံနေကြိုင်ပြီးအကောင်လုံးမင်းကိုဖြည့်စည်းချင်တာပေါ့ဒါပင်မဲ့တစ်နေ့လုံးမနှိမ့်စားရင်ငါရဲ့ဘဝကိုပြန်ပြီးမြင်လာတော့မင်းလေးမျက်နှာငေးမှစိုးလို့ဟိုးဝေးချီမှနေပါတော့မယ်မင်းသူနဲ့စိတ်ကြိုက်ပျော်ရွှင်စွာနေပြီးဘဝလေးခုကိုကျင်နာတော့ကိုယ်များလိုမိုးကပြိုလာတယ်ငါမိုက်တစ်ခုမို့နေတော့ဘယ်လိုပါမလဲမေးပြေလိုက်တော့တဲ့သူနှခဲလေးကပြောတယ်ငါကောင်းမို့လို့လေထွက်လာတယ်တကယ်ပါကွာမင်းလေးကငါသက်ပါပဲအချိန်ချင်းခါကထူထောင်လို့ရှုံးပေးထားလေနင်ပြောရရဲ့သူသွားနိုင်တယ်တစ်ချိန်ချိန်နဲ့ပြန်လာလေရတယ်နင်မမေနဲ့မတော်တဆလမ်းမှာတွေ့ခဲ့နေငါပေါ်ကိုတသိန်းလို့မချိုးနဲ့မင်းလို့အတမပြပေးဆက်ချင်ခဲ့တာပါမင်းဒီနာမှာအရေးလိုမျိုးတကယ်ညရောက်တိုင်းအတိတ်ကိုဒိုးတယ်မင်းချစ်ကငါတော်အစိတ်လိုမျိုးပဲဇလန်းတွေတဲကလို့မင်းသားနဲ့မင်းသမီးနဲ့ပေါင်းဖက်ရဇသိန်းစုံမုံနဲ့ညတိုင်းမဲ့မာရိုင်းနဲ့ချားတယောက်ရင်ကိုမှတာရနေတယ်လွမ်းနိုင်မမြဲတန်းလာစေပဲမင်းမရှိရဲ့ငါဘဝခါလာတယ်မဲ့တယ်မပိုင်ဆိုင်မှန်းလည်းသိပါတယ်မြဲမင်းလို့အတိုင်းပြရနေတဲ့ပဲမင်းကိုမေးဖို့ကြိုးစားတိုင်းနောက်ဆုံးကြငါသာခါခါကြီးကွယ်ညရောက်တိုင်းရန်ကုန်ကငဲ့ပြီးတော့တဲခွဲတချင်းတွေကဆက်မာတဲ့မင်းတငယ်ချင်းဆိုတဲ့ကောင်လေးနဲ့စိတ်ကြောက်တူးကြောင်ဝင်ပတ်သက်ပါနဲ့ခေါ်နေကြငါဘုံမလက်လက်လို့ပြီးပါကြောင့်မင်းလေးဆက်ပြက်ရတယ်လေနာကျင်စီရဲ့တမဲ့ကပါတွေကလို့မင်းစိတ်ကြိုက်ငါအသေးကိုထပ်ထပ်လာကွယ်မင်းနှခံပူပူလေးတွေကငါတွတ်တော့ဆွဲမစီရရပါငါကြောက်မင်းပျော်နေရချိန်ဆိုမင်းကြောင်းနဲ့အချိန်တိုင်းမြဲမြဲဝဲတာငါမလို့အပ်တော့မှန်းသေးလို့မင်းနာကနေခွဲထွက်နေခဲ့တာပါသူမင်းကိုကူးဆိုင်တယ်မလားဒါဆိုမင်းတို့เนี่ยပြဲလက်နေတော့လားများလိုမိုးကပြိုလာတယ်ငါမိုက်တစ်ခုမို့နေတော့ဘယ်လိုပါမလဲမေးပြေလိုက်တော့တဲ့သူနှခဲလေးကပြောတယ်ငါကောင်းမို့လို့လေထွက်လာတယ်တကယ်ပါကွာမင်းလေးကငါသက်ပါပဲအချိန်ချင်းခါကထူထောင်လို့ရှုံးပေးထားလေနင်ပြောရရဲ့သူသွားနိုင်တယ်တစ်ချိန်ချိန်နဲ့ပြန်လာလေရတယ်နင်မမေနဲ့